ကျွန်တော်မြို့ထဲက company အသေးစားလေးတစ်ခုမှအလုပ်လုပ်ပါတယ်ဒီဝက်ကျမှာအလုပ်လုပ်တာက action verb ဘယ်မှာအလုပ်လုပ်လဲသူ့နောက်ကနေကတ်ရေးပါမယ် At a small company in the city center ဘယ်လိုလုပ်လဲကျွန်တော် verb ရှိကထားရေးပါမယ်So I work at a small company in the city center ဖြစ်ပါတယ်နဲ့ကျွန်တော်အလုပ်ကိုမနက်9နာရီမှာစတင်ပြီးညနေ9နာရီမှာအလုပ်ဆင်းပါတယ်ဒီဝါကြမှာ verb နှစ်ခုပါပါတယ်စတင်တာ start နဲ့ပြီးမြောက်တာ finish တို့ဖြစ်ပါတယ်ဘာကိုစတင်တာလဲ start နောက်ကကပ်ရည်မယ် start work ဘယ်အချိန်စတာလဲ verb နောက်မှာလည်းဆက်ရည်မယ်ဘယ်အချိန်ပြီးတာလဲ finish နောက်ကကပ်ရည်ပါမယ်ဘသူကလုပ်တာလဲ I ကို verb ရှိကရေးပါမယ်I start work at 9 a.m. and finish at 5 p.m. ဖြစ်ပါတယ်။တော့ကျွန်တော်ရဲ့လုပ်ဖို့ကိုင်ဖတ်တွေကအရန်ဖော်ရွေပြီးကုညီတတ်ကြတယ်။ဒီဝက်ချမှာ verb ကလူတစ်ယောက်ရဲ့စိတ်နေသဘောထားကိုဖော်ပြတဲ့ဖြစ်ချင်းပြကရိယာဖော်ရွေတာ friendly နဲ့ကုညီတတ်ကြ helpful တို့ဖြစ်ပါတယ်။ဘယ်သူကဖော်ရွေတာလဲ My colleagues သူရှိကရေးပါမယ်။ adjective တူဖြစ်တဲ့အတွက် MSR အကူခေါ်ပြီးရေးပါမယ်။ My colleagues are very friendly and helpful ဖြစ်ပါတယ်။နာကျွန်တော်အလုပ်သွားဖို့အတွက်နေ့တိုင်းဘတ်ကားစီးရပါတယ်။ဒီဝက်ချမှာ verb ကကားစီးရတယ် have to take a bus ဖြစ်ပါတယ်။အခြေအနေတစ်ခုကြောင့်မလွဲမရှောင်တာလုပ်ရရင် have to ရသည်ဆိုတဲ့စကားလုံးနဲ့တွဲရေးရပါတယ်။ဘယ်သူစီးရတာလဲကျွန်တော် I ကို verb ရှိကရေးပါမယ်။ I have to take the bus every day to go to work ဖြစ်ပါတယ်။